ကြက်ဥနဲ့ကြက်နဲ့ဘယ်အားအရင်ဖြစ်တာလဲမသိပါဘူးဒါပေမဲ့ကြက်ဥအခွန်မပါဘဲနဲ့ဒီကြက်ဥလေးကိုတခြားနေရာမှာအကောင်ပေါက်အောင်မွေးဖွားတာအောင်မြင်သွားပြီဖြစ်ပါတယ်2021ခုနှစ်ကနေပြီးတော့စတင်တည်ထောင်ထားတဲ့ Closet Bioscience ဆိုတဲ့ကုမ္ပဏီတစ်ခုကနေပြီးတော့ Titanium နဲ့ Silicon နဲ့ပေါင်းစပ်ထားတဲ့ဒီကြက်ဥအခွန်အတုလေးပေါ့အဲ့ဒီထဲကိုဒီကြက်ဥလေးကိုဖောက်ထည့်လိုက်တယ်ဖောက်ထည့်လိုက်ပြီးတော့သူကအပေါ်ကနေပြီးတော့ဒီဖောက်ထင်းပြီးတော့မြင်နေရမယ့်အကြည်အောင်အကာလေးတစ်ခုနဲ့ကာလိုက်တယ်ပြီးတော့ဒီကြက်ဥအခွန်ကနေပြီးတော့သဘာဝတိုင်းရရှိမဲ့ကယ်လ်ဆီယမ်ဓာတ်ကိုကြတော့ဒီဖြည့်ဆွတ်စာအနေနဲ့ပေးလိုက်တယ်ပေါ့နော်ပေးလိုက်ပြီးတော့သူတို့စောင့်ကြည့်လိုက်တယ်စောင့်ကြည့်လိုက်တဲ့အချိန်မှာဒီကြက်ဥလေးရဲ့တပြေးပြေးချင်းနဲ့ဖွံ့ဖြိုးလာပြီးတော့ကြက်ကောင်ပေါက်လေးအနေနဲ့မွေးဖွားလာခဲ့ပါတယ်တကောင်လဲတော့မဟုတ်ဘူးသူက26ကောင်တော့ဒီနည်းပညာအတိုင်းမွေးလိုက်တာကြက်ဥပဲသူ့ဘာသူဒီကြက်ဥအခွန်ထဲမှာမွေးလာပြီးတော့ကြက်မကြီးကဝတ်လိုက်လို့ရှိရင်မွေးလာတာပဲလေဘာကြောင့်ဒီလိုမျိုးစမ်းနေရလဲဆိုပြီးတော့မေခွန်ရှိလိမ့်မယ်တကယ်တော့ဒါကမျိုးတုံးသွားပြီးဖြစ်တဲ့သတ္တဝါတွေကိုကဘာမြေပေါ်မှာပြန်လည်ပြီးတော့မွေးဖွားလာဖို့အတွက်စ조사နေတဲ့အဆင့်တစ်ခုပဲဖြစ်ပါတယ်ဒီ Closet Bioscience ဆိုတဲ့ကုမ္ပဏီက2021ခုနှစ်တုန်းကလည်းလွန်ခဲ့တဲ့နှစ်13,000လောက်ခရဲကနေပြီးတော့မျိုးတုံးသွားပြီးဖြစ်တဲ့ဒီ Dire Wolf သားရဲဝင်ဘလူအမျိုးအစားဒီဝင်ဘလူအဖြူလေးအောင်မြင်စွာနဲ့မွေးဖွားပေးနိုင်ခဲ့ပါတယ်အဲ့ဒီတုန်းကကျတော့သူတို့ကမိခိုးရောင်ရှိတဲ့ဝင်ဘလူတစ်ကောင်ကိုအဲ့ဒီဝင်ဘလူရဲ့ DNA ကိုပေါ့နော်မျိုးဗီဇကိုပြုပြင်လိုက်ပြီးတော့ဟိုးအရင်တုန်းကရှိခဲ့တဲ့ Dire Wolf အဖြူရောင်တွေရဲ့ဗီဇအတိုင်းထပ်တူညီသွားအောင်လို့ပြုပြင်လိုက်တယ်ပြုပြင်လိုက်ပြီးတော့မှသူတို့အောင်မြင်သွားတဲ့မျိုးကောင်လေးကိုမိခိုးရောင်ရှိတဲ့ဝင်ဘလူတစ်ကောင်ရဲ့ one bite ထဲမှာတရေတည်စေပြီးတော့မှပြန်လဲပြီးတော့မွေးဖွားလာတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီ Dire Wolf တွေကမျိုးတုံးသွားတယ်လို့ပြောလို့မရတော့ဘူးဒီပြန်မွေးဖွားလာတဲ့အဖြူရောင် Dire Wolf လေး၃ကောင်ကအခုချိန်ထိလဲကြက်မမာနဲ့ရှိနေပါတယ်ဒီကြက်ဥခွန်အတုလေးတွေနဲ့မွေးဖွားပြီးတော့အောင်မြင်သွားတဲ့ကြက်လေး26ကောင်ကကြတော့ဒီ Closet Bioscience Company ရဲ့ဒုတိယမြောက်အောင်မြင်မှုပေါ့နော်ဒီအောင်မြင်မှုကနေပြီးတော့နောက်ထပ်တစ်ဆင့်အနေနဲ့တို့ကဘာတွေလုပ်မှာလဲဆိုလို့ရှိရင်14ရာစုနှစ်လောက်ထဲကနေပြီးတော့မျိုးတုံးသွားပြီးဖြစ်တဲ့ဒူဒိုငှက်ရဲ့16ရာစုနှစ်လောက်ထဲကနေပြီးတော့မျိုးတုံးသွားပြီးဖြစ်တဲ့မိုးဝါငှက်တယ်အဲ့ဒီငှက်တွေကိုပြန်ပြီးတော့မွေးဖွားလာအောင်လို့ပြုလုပ်မှာဖြစ်ပါတယ်ဒီငှက်တွေရဲ့ဥတွေကကြတော့ရိုးရိုးတာမန်ကြက်ဥတွေထက်အစ80လောက်တို့ကပို့ပြီးတော့ကြီးတယ်အဲ့ဒီငှက်ကြီးတွေကလေပုံနေမြင်ဘူးကြလားတော့မသိဘူးအကောင်လေးကအကြီးလူထက်တောင်မှကြီးသေးတယ်ဒါပေမဲ့တို့ကမပြန်တတ်ကြဘူးအတောင်မလေးတော့တသေးလေးတွေပါတယ်ပေါ့နော်ဒါမှပြန်တတ်ကြအောင်အခုတို့လှုပ်ထားတဲ့ဒီဥခွန်အတုနီးပညာကကြတော့နှံပြီးဆုံးဥလောက်မျိုးတသေးလေးကနေပြီးတော့ဘောလုံးအကြီးစားအရွယ်စားအထိကိုတောင်တို့ကလိုတလိုချုံလို့ချဲ့လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့တို့ကအကောင်ရမ်းကြီးပြီးတော့မပြန်တက်တဲ့ဒိုဒိုငှက်နဲ့မိုးဝါငှက်တွေကိုပြန်လဲမွေးဖွားလာဖို့အတွက်ဒီနည်းပညာကိုအသုံးပြုကြမှာဖြစ်ပါတယ်တို့ကအဲ့ဒီငှက်ကြီးတွေကိုအဲ့ဒီငှက်ကြီးတွေနဲ့မျိုးဗီဇချင်းနည်းနည်းလေးစင်တူတဲ့ဒီအီမူငှက်လို့ခေါ်တဲ့အဲ့ဒီငှက်တွေကိုဒီဝင်းပလွေတွေကိုလှုပ်တုံးကလိုမျိုးပဲမျိုးဗီဇတွေပြင်လိုက်ပြီးတော့မှဒီဒိုဒိုငှက်နဲ့မိုးဝါငှက်လိုမျိုးဗီဇချင်းတစ်ထပ်သေးတူတဲ့ကောင်တွေကိုပြန်ပြီးတော့မွေးမှာပေါ့နော်ဒီဥခွန်အတုထဲမှာထည့်ပြီးတော့ပဲပြန်မွေးကြမှာတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီအပြင်ကမှအမွှေးရှည်စိမ်းတွေသိရမလား Woolly Mammoth လို့ခေါ်တယ်ဒီကောင်ကြီးတွေမျိုးတုံးသွားတာကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်လောက်ခရဲကနေမျိုးတုံးသွားတာအဲ့ဒီကောင်ကြီးတွေကိုလည်း2028ခုနှစ်မှာဒီကပောင်မှာမွေးဖွားလာနိုင်ဖို့အတွက် Closet Bioscience Company ကစ조사နေရလို့သိရပါတယ်ဒါလည်းမကသေးဘူးနောက်ထပ်အကောင်တွေကိုလည်းသူတို့ကပြန်မွေးဖွားဖို့စ조사အောင်မှာဒီ Blue Bag လို့ခေါ်တဲ့ဒီမွေးကိုရောင်ရှိတဲ့ဒရယ်မျိုးစိတ်တစ်မျိုးပေါ့နော်အဲ့ကောင်တွေကလည်းမျိုးတုံးသွားပြီငယ်ငယ်တုန်းကဒီဆွဲစုံကျန်းတွေဒီထူးဆန်းထွေလာမဂဇင်းတွေထဲမှာပါခဲ့ဘူးတဲ့ဒီ Tasmanian Tiger လို့ခေါ်တဲ့ခန္ဓာကိုယ်မှာကြားလိုမျိုးအစင်းတွေရှိတယ်အမိရကြတော့ထူးဆန်းတယ်ပါးစပ်ကကြတော့အကျယ်ကြီးဆိုပြီးတော့လေ1936ခုနှစ်လောက်ထဲကနေပြီးတော့မျိုးတုံးသွားတာပေါ့နော်အဲ့ကောင်ကြီးတွေကိုလည်းဒီ Closet Bioscience Company ကနေပြီးတော့ပြန်လည်မွေးဖွားဖို့အတွက်စ조사နေရလို့သိရပါတယ်ဆိုတော့အနာဂတ်မှာမျိုးတုံးသွားပြီဖြစ်တဲ့အထူးအဆန်းအကောင်ကြီးတွေကိုပြန်တွေ့ရတော့မှာပေါ့နော်ဒါပေမဲ့မစိုးရိမ်ပါနဲ့ဒိုင်နိုဆောတွေတော့ပြန်ပြီးတော့မွေးဖွားအောင်လုပ်လို့တော့မရသေးပါဘူး။ဘာကြောင့်လဲဆိုတော့ဒိုင်နိုဆောတွေကကြတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်း66မီလီယံလောက်ခဲကနေပြီးတော့မျိုးတုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ရုပ်ကြွင်းတွေကနေပြီးတော့လည်းဒီ DNA တွေကမရှင်သန်တော့ဘူး။ဒိုင်နိုဆောတွေနဲ့အမျိုးတော်တယ်လို့ပြောလို့ရတဲ့ကြက်တွေကနေပြီးတော့ပြန်မွေးမလားတော့မပြောတတ်ဘူးပေါ့အခုမဖြစ်နိုင်ဘူးဆိုပေမဲ့နောက်နှစ်ပေါင်းများစွာကြာလို့ရှိရင်တော့ဖြစ်နိုင်တာပဲကံကောင်းရင်တော့ဒိုင်နိုဆောတွေအရှင်လက်လက်ကြီးတွေ့ရမှာပေါ့ဘုဟုတုတအနေနဲ့အမျှဝေပေးတာပါအဆုံးထိချူပေးခဲ့ကြရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်